လုံးပဲမင်္ဂလာပါကျမတို့ပွဲတော်ပစ္စည်းတွေရောင်းနေမဆဆုလွင်ဖြစ်ပါတယ်ကျမပေါ့နော် AC မိသားစုဝင်တူပါချွေလာငွေလာအဲ့ပွဲတော်ပစ္စည်းများကိုရောင်းနေမဆဆုလွင်ဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာပေါ့နော်ချွေလာငွေလာအဲ့ကဆောင်းတဲ့လူတွေကပွဲတော်တက်တဲ့လူမှဆောင်းပေးလို့ရတယ်ပေါ့နော်အပြင်ကလူတွေကချွေလာငွေလာအဲ့ဆောင်းလို့မရပါဘူးဆောင်းလို့ရှိရင်လေအစွန်းမထက်ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ပွဲတော်ထဲမှာဒီရွှေလာငွေလာအိတ်ကိုဒီရှေကအသက်သွင်းပေးတာမို့လို့ပါဒီတိုင်းဆောင်ထားလို့ရှိရင်ဘာမှမထူပါဘူးเนาะဒီတိုင်းဆိုလို့ရှိရင်ဒီဟာလေးကတော့တာမန်အိတ်ကလေးပေါ့เนาะတာမန်အိတ်ကလေးပေါ်မှာပွဲတော်တက်ပြီးဒီရှေအသက်သွင်းပေးမှာဒီရွှေလာငွေလာအိတ်ဟာအသက်ဝင်တာဖြစ်ပါတယ်အဲ့ဒါလေးတစ်ခုလောက်အဲ့ဒါလေးကိုပေါ့เนาะပြောပြချင်တာဖြစ်ပါတယ်ခုနလပိုင်းပွဲတော်အတွက်ရွှေလာငွေလာအိတ်လိုချင်တယ်ဆိုလို့ရှိရင်ကျမစီမှာမှာယူအားပေးလို့ရပါတယ်မှာယူအားပေးလို့ရပါတယ်ဒီရွှေလာငွေလာအိတ်ဆိုလို့ရှိရင်ထေမှာ97299 AC ပါပါတယ်97299 AC ပါပါတယ်ဒီမှာပေါ့နော်97299 AC ပါပါတယ်2026မှာရွှေလာငွေလာအိတ်ရွှေအပြည့်ငွေအပြည့်ထေဖို့အတွက်ရွှေလာငွေလာအိတ်လိုချင်တယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျမစီမှာမှာယူအားပေးလို့ရပါတယ်ရှင်။ဟာနော်ရန်ကိုလှတော့လေးပေါ့နော်။ရန်ကိုလှတော့လေးပါ။ရွှေလောင်ငွေလာအိတ်ကလေးပါ။ရွှေပြည့်ငွေပြည့်ထိချင်တဲ့2026မှာအဲ့ဒါဆိုလို့ရှိရင်ရွှေလောင်ငွေလာအိတ်ကိုမှာယူအားပေးလို့ရပါတယ်။ဒါလေးကအဝါရောင်လေးပါ။ဒါလေးကအဝါရောင်လေးပါ။ဒါလေးကအဖြူရောင်လေးပါ။ဖြူရောင်လေးပေါ့နော်။ရွှေပြည့်ငွေပြည့်ထိချင်တယ်2026မှာရွှေပြည့်ငွေပြည့်ထိချင်တယ်ဆိုလို့ရှိရင်ရွှေလာငွေလာအိတ်ကိုမှာယူအားပေးလို့ရပါတယ်ရှင်ဒါလေးကပန်းရောင်လေးပါပန်းရောင်လေးပေါ့နော်ဒါလေးကပန်းရောင်လေးပါဝယူအားပေးတဲ့တူတယောက်ချင်းစီလေးကျေးဇူးအထူးတင်ပါတယ်ရှင်ဒါလေးကလေအရန်လှသိုးလေးအပြင်မှာလှသိုးလေး2026မှာရွှေပြည့်ငွေပြည့်ထိမဲ့ရွှေလာငွေလာအိတ်ကလေးတတိရွှေလာငွေလာအိတ်ဆောင်တဲ့လူတွေကပွဲတော်တက်မှာဆောင်ရတာဖြစ်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ရှင်